ကိုရရင်ဗျာကိုခင်ဗျားတို့ခင်ဗျာဆက်လက်နားဆရာမယ်တချင်းလေးရဲ့နာမည်ကစီတော်ကြီးလို့အမည်ရပါတယ်ဗျာကောင်းလိုက်တာဗျာဟုတ်ကဲ့တချင်းရေးတဲ့လူကနန်းတော်ရှိဆရာတင်မှန်ပါတယ်ခင်ဗျာမူရင်းတေးသံရှင်ကဘယ်သူများလဲမူရင်းတေးသံရှင်ကကျွန်တော်တို့ရှေးတေးဆိုကျွန်တော်တို့ဥပခိုင်းလို့ကျွန်တော်မှတ်ရပါတယ်ခင်ဗျာရှေးဆိုတော်ကြီးဥပခိုင်းဟုတ်ကဲ့နောက်ပိုင်းကျတော့မှကျွန်တော်တို့ဘဲတော့ဗတ်တန်းလေးစသဖြင့်ဒီပြည်လူတွေစင်မွားနဲ့အကုန်လုံးတည်ဆိုကြပါတယ်ဟုတ်ကဲ့အခုတခါဆိုမဲ့လူကအခုကတော့ကျွန်တော်တို့ရဲ့ညီမလေးကြောက်ပတောင်းခင်ဆိုးဦးဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကောင်းတယ်ဗျာနာတော်တာဆင်အောင်ညီမလေးကိုခေါ်ပေးပါဗျာကိုပြောကြည့်ညီမလေးချမ်းမြေမြေတပေါင်းစားစီလို့မညီနိုင်ဘူးမောင်ရွေရဲ့တဲ့အောင်ကြမြေပြီးတော့နဲ့နီးရမယ်ထင်ရဲ့စီတော်ကြီးGo
ကြရပါဘူးတဲ့ကိုဘာသာကိုရစ်နဲ့တက်တက်ရရထားပြီးတော့မှဝိခဲ့ကြရပါတဲ့ရှင်လက်ခတ်တန်ကလေးရဲ့တဲ့ချာရမြည်ချိုချိုမြည်ချိုချိုမြည်ရှေ့တော့ကဇွတ်လက်မကကရာလို့ရွှေစီဆိုပြန်ရင်လည်းပဲဒီမတမ်းမှပင်ကြည့်ကြခန္ဓာနေတယ်လို့တက်ကြီးစကားတက်ငယ်ကြားရပြန်တယ်ကိုရှင်ရွှေဘကိုစီသာမျိုးတော်ဟေးနေရွှေဘကိုစီသာမျိုးတော်Hello.